valve တွေရဲ့ဟောပေါ့ secondary air injection system ပေါ့နော် secondary air injection ကြတော့pump ရှိမယ်ဟောဒီ valve ဒီကောင်တော့ဟိုတစ်ဖက်တည်းသွားတဲ့ valve တွေပေါ့နော် one way valve တွေဒီကနေဝင်မယ်ဒီဟိုဘက်ပဲသွားမှာဒီနေ့ပြန်လဲလို့မရအောင်ဒီမှာပိတ်ထားမယ်ကဲဒီနေ့ဆက်မယ်အဲ့လိုလေး engine က V ဖြစ်တဲ့အတွက် bane နှစ်ခုရှိမယ်နော် bane 1 bane 2 1 2အဲ့လိုပေါ့ဆိုတော့ပြဿနာဒီမှာဒီကောင်ဒီအထက်က valve ပြတ်သွားတယ်ပြတ်တဲ့ခါကျတော့ဒီကနေ exhaust ကနေဟို exhaust gas တွေဒီဘက်ကိုပြန်ဝင်တာ exhaust pressure တွေပြန်ဝင်ပြီးမှဒီမှာပြန်ဝင်ပြီးတော့ဟိုဒီ pump ထဲကိုပြန်ဝင်တယ်ဆိုတော့အဲ့ဒါတွေကြောင့်ဒီ pump တွေကပြတ်တယ်ခုဆိုရင်လည်းဒီ pump ပြတ်တယ်အခုဟာကဒီမှာဒီဘက်ကို exhaust pressure ဒီမှာပြန်ဝင်တဲ့အခါကျတော့ဒီဘက်ကသူ့တခုတည်းဆိုရင်ကောင်းတယ်ဒါပေမဲ့ဒီဘက်ပြတ်တဲ့အခါကျတော့ဒီမှာ pressure ဒီဘက်ကိုလာမယ်ဒီကနေဝင်တယ်ဒီဘက်ကိုဝင်တာကသူ့ရဲ့အလုပ်ဒါပေမဲ့ဒီကနေ pressure ကအချိန်အမြဲတမ်း engine running ဖြစ်တယ်ဆိုလို့ရှိရင် pressure ဝင်တဲ့အခါဒီ valve လေးကိုဖွင့်ထားတယ် valve လေးကိုဖွင့်ထားတဲ့အခါကျတော့ဒီမှာမပြတ်ပြင်မဲ့ဒီကောင်ပြတ်တယ်လို့ဖြစ်သွားတယ်ပွင့်နေတယ်ဒီဘက်က pressure ကြောင့်ပေါ့နော်အဲ့တော့ဒီ pressure ဒီဘက်က exhaust pressure လည်းဒီဘက်မှာပြန်ဝင်တယ်အဲ့မှာဒီမှာစုံပြီးမှဒီနားလောက်မှာအတန်တကျုပ်ဆိုမှအဲ့လိုမျိုး valve တာအတန်ထွက်တယ်ဆိုဒီအောင်ဘယ်လို check မလဲဆိုတော့ဒီမှာဒီဘက်ကနေလီဖြစ်ဖြစ်ပါဇက်ကနေဖြစ်ဖြစ်မှုတ်ထဲလိုက်လို့ရှိရင်ဒီမှာလီထွက်တယ်ဆိုလို့ရှိရင်ဒီကောင်ပြတ်သွားရပါတော့။မှဆိုဒီဘက်ကနေပဲမှုတ်လို့ရှိရင်လီထွက်ရမှာဒီဘက်ကိုဘက်ကပြန်မှုတ်လို့ထွက်တယ်ဆိုရင်အဲ့ဒါပြတ်တာပဲ။လို့ရှိရင်နောက်တနေ့ကတော့ဒီမှာအန်ထဲကိုနိုင်လိုက်လို့ရှိရင်ကာဗွန်ကြိုးတွေရှိတယ်ပဲ။အမဲတိုးနေဆို exhaust gas ကဒီဘက်ကိုပြန်ဝင်နေပြီဆိုတာသိတာလေဒီဘက်ကျတော့ပြောင်းလဲနေအဲ့လိုပေါ့တော့ဒီလိုဖြစ်တဲ့အခါအတန်ကထွက်တယ်ဒါဟိုမသိရင် bearing ပွက်တဲ့အတန်လို့ဘယ်အတန်လို့ရှင်းဒီကောင်ကပမ်ကိုပါပြက်တာနော်ဒီဘက်မှာ exhaust ကနေထွက်တော့ဓာတ်ငွေ့တွေဒီမှာရှိတဲ့ဟိုသူ့ရဲ့ပမ်မော်တာလေးကိုပြက်စေတာကဲ